ရညီမလေးရဒါ10သိန်းနော်လာအောင်မယ်နော်ကြည့်အောင်မယ်နော်10သိန်းဆိုတော့နေ4 6 8 9သိန်းဒီမှာ9သိန်းအောက်ချလိုက်ရနော်အောက်ချလိုက်မယ်နော်ညီမလေး19သိန်းနော်19သိန်းဒီမှာအစွန်းတော်လေး1000ရောက်ပါတယ်ဒါ19သိန်းနဲ့1000ဟုတ်ပြီနော်ဒါကကျွန်တော်တို့ပြည်တော်ရောပြည်ပမှာရောရှိတဲ့အလူရှင်တွေလှူဒန်းပေးတဲ့အလူငွေစုစုပေါင်း19သိန်းနဲ့1000ရတယ်ဒါလေးကိုလာပြီးတော့အပ်ပေးတာတက်တာလားငယ်မတက်တာတယ်ဒီနေ့တော့နည်းနည်းလန်းလန်းဆန်းဆန်းလေးရှိတယ်မနေ့ကလားမောဖောက်တာမနေ့ကတော့တမယမနေ့ကအခုအမေကပဲတော့အဲ့ဆေးရုံသွားတာဆရာဝန်နဲ့တွေ့ပြီးတော့ကျမတို့မီးကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အကျိုးကြောင့်လေးပြောပြီးတော့အကူကြီးလေးတောင်းကြည့်အောင်လုပ်တင်တယ်အဲ့လိုလားစကားများများပြောနိုင်လားငါညမပြောနိုင်လားအားနာလို့လေနှက်စားပြီးလားစားပြီးတော့ပြီဟိုနေ့ကအကိုလူပေးထားတဲ့ဗိုက်ဆန်လေးကတုံးမိလားဒီတိုင်းရှိသေးလားဟုတ်ဆေးဖို့ဖြစ်တုံးထားဆေးဖို့ဖြစ်တုံးထားတယ်ဟိုဆေးဖို့ဖြစ်တုံးပြီးတော့ကြတော့အကိုတို့ခွဲစိတ်ကူတာရဲ့အချိန်ဟိုမလုံလောက်သေးဘူးဆိုရင်ပိုတဲ့ငွေလေးတွေကိုလေတိတ်နေတာဒီချာလေးစုထားပါတော့အမေကဘာလို့ရှာကြည့်ရတော့ဈေးတယ်လားဘလို့တော့အမေကအချင်းမောင်းရောင်းတာချင်းမောင်းရောင်းတာအဲ့ကြောင့်အခုမျိုးတို့ပြန်ပြောတယ်ဒီအမကိုမြင်ဘူးတဲ့ချင်းမောင်းရောင်းတာခေါင်းရွက်ရောင်းတာလားဘလို့တော့ခေါင်းရွက်ရောင်းတာခေါင်းရွက်ရောင်းတာဈေးကပုံဝိုင်းနေတယ်ဈေးတွေကဒီလို area လေးတွေကိုလိုက်ပြီးတော့ခေါင်းရွက်ပြီးတော့ချင်းမောင်းလေးလိုက်ရောင်းတာအမေကလောင်းကစားရလောက်လားပတ်နေတော့ထိုးတယ်လားဘာထိုးရတော့နှလုံးနေထိုးလားပုံဝိုင်းနေထိုးလားပုံဝိုင်းနေလားအနေချင်းပေါ့အဲ့လိုတွေမလောက်ခိုင်းနဲ့လေနော်ကိုကဟိုအကိုတို့ကဒီရှေ့မှာတော့တခုနောက်တစ်ချိန်ငွေလှူအောင်မယ်ဆိုရင်မိခင်ကဟိုလိုကြီးရှောက်လုပ်ပြနေဆိုရင်လည်းလှူတဲ့လူတွေအလူရှင်လည်းမထောက်ပံ့ညင်ကြဘူးလေနော်လှူတဲ့လူရှင်တွေလည်းငါညီမအခုသာငယ်ရွယ်တဲ့အချိန်လေးအရွယ်ကောင်းလေးဖြစ်နေတော့ငါညီမရဲ့ရှေ့ဆက်ရမယ်ဘွားခီကိုအားလုံးအဆင်ပြေကြလို့မလို့လူရှင်တွေကဝိုင်းပြီးတော့ထောက်ပံ့ကြတာလေနော်မိခင်ကိုလည်းကိုကပညာတတ်တော့ကြတော့တခြားလေးနားလည်အောင်ရှင်းပြပါနော်တမီးကိုလှူထားတဲ့အလူငွေလေးတော့တခြားလေးစုပေးပါတခြားလေးတိတ်ပေးပါပေါ့နော်အဲ့လိုလေးပြောပြကြတော့ကိုတို့ခွဲစိတ်ဖို့ရအတွက်အနေထားလေးတစ်ခုရပြီဆိုရင်ခွဲစိတ်ကြတာပေါ့မတော်လို့ဒီချိန်မှာများတယောက်တည်းလူရှင်ကဟိုခွဲစိတ်ပေးမယ်လူရှင်တွေပါရှိရင်လည်းငါညီမအောင်မြင်နေဖြစ်တော့မယ်ငါညီမလိုပဲနှလုံးအဆိုးရှင်ဆိုတဲ့လူရှင်အဝါတွေအများကြီးရှိတယ်တွေ့ဘူးလိမ့်မယ်ညီမလေး line ပေါ်မှာလဲဒါပေမဲ့အားလုံးအောင်မြင်ကြတယ်ခွဲစိတ်ပြီးရနော်ဒါကြီးစိုးရင်ထိတ်လန့်နေရမဟုတ်ဘူးတည်ရမလားအဓိကငွေရေးကြေးလေးနဲ့ကိုကနောက်ကတိုင်းကူလိုက်ရင်ငါညီမရဲ့ဘွားအဒက်ဆက်ရှင်လို့ရတယ်နော်ညီမလေးချွေးတွေပြန်နေတော့လားနာမည်ဘယ်လိုခေါ်လဲညီမလေးပြောင်းဖြိုးရေးမွန်ဖြိုး18နဲ့နော်grade 89တက်မှာလား9တက် grade 8တော့ဖြေနိုင်လားဖြေနိုင်တယ်အဲ့တော့ငါညီမအခုအကိုအလှငွေလေးထပ်ပြီးတော့လှူပေးခဲ့မယ်အကိုလှူတဲ့အလှငွေလေးကိုဒီချာလေး group site ဒီချာလေးစီမံခန့်ခွဲပြီးတော့စုထားကြပါအကိုအခုဒုတိယကြိမ်လှူမဲ့ငွေရလဲငါညီမတို့တော့ခွဲစိတ်ဖို့တော့မရသေးဘူးတို့ပေမဲ့လို့တစ်စိတ်တစ်ပိုင်းတော့ရလာပြီစုထားမယ်နော်နော်အခုကမနက်ဖြန်မှာ keyword တွေထွက်ကြရရှိလို့ဒီနေ့ရှိတဲ့အလူငွေကိုလာပြီးအပ်ပေးတာနော်အားကြောင့်မလို့စောစောလေးပဲအပ်ပေးတာ key site မှာပြန်ပြီးတော့အလူငွေအပ်မယ်ဆိုရင်လည်းလက်ထဲမှာအလူငွေကကြာသွားမှာမလို့အကူကလက်ထဲမှာတိတ်ပြီးတော့တိတ်မထားချင်နေလို့မလို့နော်အကူကဒီ3လပိုင်းကုန်လောက်မှာ key ရဒီဘက်ကိုပြန်ရောက်မှာမလို့နော်အားကြောင့်မလို့နော်အဲ့တော့အလူငွေလှူပေးမယ်ညီမလေးနော်လူငွေလှူပေးမယ်ဆိုတော့ညီမလေးရဒါကျွန်တော်တို့900သားသမီးတွေပြည်တွင်းရောပြည်ပမှာရောရှိတဲ့အလူရှင်တွေရတိုင်းမှာအလှူဒန်းထားတဲ့အလူငွေဒီချာလေးနားထောင်ပြီနော်ဒါဒီဥစ္စာဆိုရင်10သိန်းပါတယ်ရညီမလေးရဒါ10သိန်းနော်လာအောင်မယ်နော်ကြည့်အောင်မယ်နော်10သိန်းဆိုတော့နေ4 6 8 9သိန်းဒီမှာ9သိန်းအောက်ချလိုက်ရနော်အောက်ချလိုက်မယ်နော်ညီမလေး19သိန်းနော်19သိန်းဒီမှာအစွန်းတော်လေး1000ရောက်ပါတယ်ဒါ19သိန်းနဲ့1000ဟုတ်ပြီနော်ဒါကကျွန်တော်တို့ပြည်တော်ရောပြည်ပမှာရောရှိတဲ့အလူရှင်တွေလှူဒန်းပေးတဲ့အလူငွေစုစုပေါင်း19သိန်းနဲ့1000ရတယ်ဒါလေးကိုလာပြီးတော့အပ်ပေးတာလှူဒန်းပေးတဲ့အလူရှင်တွေကိုငါညီမကဘာပြောအောင်မလဲကျေးဇူးတင်ပါတယ်လို့နောက်လည်းလူတန်းနိုင်ပါပြီလို့ဒီလည်းကျမကြီးကောင်းလို့ကြိုးစားပါမယ်ဟုတ်နောက်တစ်ချိန်မှာကိုကကျမကြီးကောင်းတာရင်ကိုကအများအတွက်လှုပ်ကြွေးပြုစုနိုင်တဲ့လူတယောက်ပေးကမ်းစွန့်ကျင်နိုင်တဲ့လူတယောက်ဖြစ်အောင်ပြန်ပြီးကြိုးစားရမယ်နော်နော်ပညာတတ်ရင်ကိုကရှာစားလို့ရပြီလေနော်အတင်ဟာနော်အမိခင်နဲ့မတွေ့လိုက်ရတော့မိခင်ကိုတော့အကိုပြီးကမှဖုံးဆက်ပြီးတော့တခြားလေးနားလေးအောင်ရှင်းပြပေးလိုက်မယ်နော်ဒါမိခင်မရှိခင်ကိုဒါမိခင်ဟိုကစေယုံတော့အကူကြီးတောင်းနေတဲ့ချိန်ဆိုကြတော့နော်ဒါလေးကိုအရင်ငါညီမလေးကိုအပ်ပေးရနော်ငါညီမလေးလည်းနားလဲလို့မိခင်ကိုမစောင့်တော့ဘဲနဲ့အပ်ပေးလိုက်တာပုံမှန်ဆိုရင်တော့မထိန်ထိန်တဲ့ဦးဆိုရင်တော့မိခင်ကိုစောင့်မလို့နော်အဲ့တော့အလူငွေအပ်ပေးပါပြီ19သိန်းနဲ့1000ဒီလှူဒန်းပေးတဲ့အလူရှင်တွေ900သားသမီးတွေရဲ့အလူရှင်နာမည်လေးတွေကိုလည်း
ဒုတိယပိုင်းဖိုင်နှစ်အနေနဲ့ကျွန်တော်အလူရှင်နာမည်လေးတွေអော်ပေးပါအောင်မယ်လူတို့လေးလည်းဓာတုခေါ်လို့ရအောင်နော်ပြီးရင်ခဏလေးနားထောင်ပေးလိုက်အောင်နော်ကျေးဇူးပါတက်ရှိကျမ်းပါစိတ်ချမ်းသာပါစေဒီတယောက်ကိုဒါတကယ်လိုအပ်လို့တကယ်အမှန်တကယ်ခွဲစိတ်ကုသခြင်းတဲ့လူတွေအလူရှင်များရှိခဲ့ရင်လည်းဒီတယောက်ကိုခွဲစိတ်ကုသပေးကြပါအောင်လို့နော်ကျွန်တော်လှူပေးလိုက်တဲ့ငွေကြေးပမာဏလေးနဲ့တော့လောလောဆယ်တော့မရသေးပါဘူးဒါပေမဲ့လူတို့လေးတော့တစ်စိတ်တစ်ထိတာဖြစ်အောင်ဆိုတဲ့ပုံမှန်လေးနဲ့ကျွန်တော်ရတဲ့အလူငွေလေးတော့အပ်ပေးခဲ့ပါတယ်ဗျာနော်အလူရှင်တွေနည်းများမဆိုပါဝင်လှူဒန်းပေးကြတဲ့အလူရှင်တွေလည်းဒီနေ့အတိုင်းကျေးဇူးတင်ပါတယ်အပိုင်းနှစ်အနေနဲ့အလူရှင်နာမည်လေးတွေကျွန်တော်စည်ရင်းတင်ပြပေးပါမယ်ဗျာနော်ကျေးဇူးတင်ပါတယ်